ကွန်ပျူတာမရှိတော့ YouTube channel မလုပ်ဖြစ်ဘူးဆိုပြီးအချိန်တွေဖြုံးနေတော့လားတကယ်တော့တင်အခုကြိုက်ထားတဲ့ဖုန်းတစ်လုံးနဲ့ရှိရုံနဲ့တင်ဝင်ငွေရနိုင်တဲ့ professional YouTube channel တစ်ခုကိုစနစ်တကျတိစောက်လို့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Gmail အသေးဖန်လာကနေစပြီးဖုန်းတစ်လုံးနဲ့ပြီးပြည့်စုံတဲ့ YouTube channel တစ်ခုဘယ်လိုလုပ်မလဲဆိုတာ step by step အဆင့်လိုက်ပြောပြပေးသွားမှာပါ ပထမဆုံးအဆင့်အနေနဲ့ channel အတွက် Gmail အသစ်တည်တောင်ဖွင့်ပါမယ် Gmail ထဲကိုဝင်ပါအပေါ်ထောင်းက profile icon လေးကိုနှိပ်ပါ add another account ဆိုတာကိုရွေးပါခုခဲတဲ့ဝင်ပါ create account ဆိုတာကိုနှိပ် for my personal use ကိုရွေးပါကိုယ့်နာမည်မွေးတက္ကရာဖြည့်ပြီး next နှိပ်ပါGmail လိပ်စာအသစ်တစ်ခုရွေးခိုင်းပါမယ်ကိုကြိုက်တာရွေးပါ password ပေးပါI agree ဆိုတာလေးနှိပ်ပြီးရင်တော့ Gmail account ရတော့ပါပြီ Gmail account အသစ်ရပြီဆိုတော့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ YouTube channel တိစောက်တဲ့အပိုင်းကိုသွားကြရအောင်ကျွန်တော်ကတော့ channel ကို Chrome browser ကနေမဖွင့်ပဲ YouTube app ထဲကနေပဲတန်းဖွင့်ဖို့အကြံပေးချင်ပါတယ်ဒါမှ browser error တွေကင်းဝေးမှာပါ YouTube app ကိုဖွင့်ပါအောက်ခြေညာဘက်တောင်က profile ပုံလေးကိုနှိပ်ပါ switch account ဆိုတာကိုနှိပ်ပြီးစောနာကဖွင့်ထားတဲ့ Gmail ကိုရွေးပေးပါcreate channel ကိုနှိပ်ပါအပေါ်ဆုံးက picture မှာတော့ channel ရဲ့ profile ပုံထားပေးရပါမယ် name ဆိုတဲ့နေရာမှာကိုပေးချင်တဲ့ channel နာမည်ဒီမှာတော့ digital george စုကြီးပေးလိုက်ပါမယ် handle နေရာမှာလည်းနာမည်နဲ့စင်တူတာလေးထားပေးပါပြီးရင်အောက်ဆုံးက create channel ကိုနှိပ်လိုက်ပါဒါဆိုရင် channel တစ်ခုစတင်ဖြစ်ပေါ်လာပါပြီ channel ရပြီဆိုပေမဲ့လူတွေစိတ်ဝင်စားအောင် description ရေးဖို့လိုပါမယ် channel ညာဘက်အောက်ထောင်းက profile ထဲကိုပြန်ဝင်ပါ view channel ထဲကိုတွားပြီးညာဘက်နားကခဲတံပုံကြီးကိုနှိပ်ပါဒီမှာ description ဆိုတဲ့နေရာကိုနှိပ်ပြီးကို channel ကဘာအကြောင်းလဲဥပမာကျွန်တော် channel ကနေနီးပညာဘူးတူတာတွေကိုနေ့စဉ်ဝေမျှပေးသွားမှာပါဆိုတဲ့ပုံစံမျိုးပါပြီးရင် save လုပ်လိုက်ပါ အခုဆိုရင် YouTube channel တိစောက်တာ80ရာခိုင်နှုန်းအထိပြီးသွားပါပြီဒါပေမဲ့ channel တစ်ခုအောင်မြင်ဖို့အရေးအကြီးဆုံးဖြစ်တဲ့ advanced setting တွေက app ထဲမှာမပါပါဘူးဒါကြောင့် Chrome browser ကိုတွားကြပါမယ် Chrome ကိုဖွင့်ပါ Chrome မှာစောနကဖွင့်ထားခဲ့တဲ့ Gmail နဲ့ sign in အရင်ဝင်ထားပေးပါ search bar မှာ studio.youtube.com လို့ရိုက်ရှာလိုက်ပါ app down ခိုင်းတာပေါ်လာရင်မ down ပါနဲ့ continue to studio ကိုပဲနှိပ်ပါဒါဆိုရင်တော့ YouTube Studio ရဲ့ရောက်သွားပါပြီ setting တွေဘယ်မှာလဲဆိုတော့ဘယ်ဘက်အောက်ဆုံးတောက်မှာ setting icon လေးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါ setting box ကြလာရင် general မှာ USD ပဲထားပေးလိုက်ပါဒုတိယမြောက်က channel မှာတော့ country of residence မှာ Thai သို့မဟုတ် Singapore ကိုရွေးပေးပါဘာကြောင့်ဆိုမြန်မာနိုင်ငံကို monetization မပေးတဲ့အတွက်ကြောင့်ပါအောက်က keyword ဆိုတဲ့နေရာကအရင်အရေးကြီးပါတယ်ကို channel နဲ့ဆိုင်တဲ့စကားလုံးတွေကိုရိုက်ထည့်ရပါမယ်ဥပမာတင့် channel ကနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလုပ်တာဆိုရင် AI technology စသဖြင့်ပေါ့ဒါမှလူဒီရှာရင်ကို channel သိပါပါ keywords တွေရေးပြီးရင်ဘေးက advanced settings ကိုနှိပ်ပါကိုရဲ့ channel ကကလေးတွေကြည့်ဖို့တည်တံ့လုပ်တာမဟုတ်ဘူးဆိုရင်အလဲက no set this channel as not made for kids ဆိုတာကိုရွေးထားပေးပါဒါမှ comment တွေပွင့်မှာပါအားလုံးပြီးရင်တော့ညာဘက်အောက်ထောင်းက save ဆိုတာလေးကိုမမေ့မလျော့နှိပ်လိုက်ပါ တကယ်လို့တင်က Facebook နဲ့ Telegram link တွေချက်ချင်တာကြော်ညာလက်ခံဖို့ email ထည့်ချင်တာပြီးတော့ဗီဒီယိုတိုင်းလက်ထောက်မှာ logo လေးပေါ်နေမဲ့ watermark ထည့်တာဆိုရင်တော့ YouTube Studio ထဲမှာပဲဘယ်ဘက်နာက customization icon လေးကိုနှိပ်ပါပြီးရင်တော့အောက်ဘက်နားမှာ add link ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပထမအကွက်မှာတော့ Facebook ဒါမှမဟုတ် Telegram လို့ရေးပြီးတော့နောက်ကအကွက်မှာတော့သက်ဆိုင်ရာ URL address တွေထည့်ပေးရပါမယ်အောက်မှာတော့ email address ထည့်ပေးလို့ရပါတယ် watermark နေရာမှာတော့ channel ရဲ့ logo ပုံလေးထားပေးနိုင်ပါတယ် စိတ်ကြိုက်ပြင်ဆင်ပြီးရင်တော့အပေါ်မှာရှိတဲ့ public ဆိုတာလေးကိုနှိပ်ပြလိုက်ပါ
ဒါဆိုရင်တော့ channel တစ်ခုကိုဖုန်းတစ်လုံးနဲ့တိစောက်တာပြီးသွားပါပြီ channel ရဲ့ design ပိုင်းတွေဖြစ်တဲ့ banner profile နဲ့ watermark လို့နည်းတွေကိုတော့နောက်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ channel ကိုလည်း like and subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်